တော့ကလေးတွေကစားဖို့မိုးရံပူပေါင်းလောက်မှာပေါ့နော်ပျော်တန်းပေါ့နော်သူများကြီးလည်းပညာရအောင်တင်ပြပေးကြနော်ရေတံမှုနှစ်ဘူးကျမပိုက်ထည့်ထားတယ်နော်ဒီကောင်ကလူစီပေါင်းနဲ့တက်ပြီးတော့ဓာတ်ငွေထွက်မဲ့ပဲဒီကထွက်လာတဲ့ဓာတ်ငွေကိုဟိုက်ဒရိုဂျင်ကိုတန့်စင်သွားအောင်ရေဖြတ်ခိုင်းမှဒီထဲမှာရေထည့်ဒီထဲမှာ caustic နဲ့ဒီမှာဘီယာဘူးကုန်နော်ဖြတ်ထားတယ် caustic ကဒီလိုထုတ်တာစက်ပြဆိုင်တွေမှာဝယ်လို့ရတယ်နော်ဒီထဲကိုရေထည့်ပြီးရေတိုင်းညိုင်းလည်းမကောင်းဘူးဒါဓာတ်ငွေထွက်မှာပဲဒါတယောက်ဒါလေးကြိုင်နားလေးမကြိုင်မကြောက်နဲ့နော်မကြောက်ဘူးမလားရောက်ပါအောင်ကဲဒါတော့ဒီထဲကိုပြာဘူးကလေးထည့်sorry တော့ဒီလောက်ပဲခဏနော်firstကိုဘာနဲ့ခတ်မလဲလက်ကိုကြွတ်ဆက်လိုက်တရားကြွတ်ဆက်ပြီးကင်ပြီးထည့်မယ်နော်ဒီလောက်ထည့်လိုက်တယ်ဗောနော်ကြွတ်လက်အိတ်တွေရပါရcaustic ကတော့သူကတန်နဲ့ထိလို့မကောင်းဘူးเนาะအဲ့ဒါကြောင့်မလို့အဲ့ထဲကိုတန်နဲ့ဇွန်းနေနဲ့တွားခတ်လို့အဆင်မပြေဘူးအဲ့တော့ခမန်းကြည့်လေးနဲ့ပေါ့နော်အဲ့ဒီထဲကိုလောက်ရထက်ကဲဇွန်းနဲ့ဆိုရင်တော့ဒါသုံးစွန်းစာလောက်ရှိမှာပေါ့နော်ပြီးရင်ကျွန်တော်ကရေထည့်ရေထည့်လိုက်တာနဲ့သူကဓာတ်ပြုတ်သွားဘူးစီပေါင်းတွေယူထားမယ်ဘူးစီပေါင်းကော့စတစ်ကလည်းဒီမှာပေါ့နော်ဆက်ပြကုန်ညမ်းဆိုင်မှာဝယ်လို့ရနော်ဒါဓာတ်ငွေထွက်နေပြီ